ဒီနေ့ဗီဒီယိုမှာ Marvel fan တော်တော်များများကြောက်နေကြတဲ့ theory လေးတစ်ပုဒ်ကိုကျွန်တော်ပြောပြမယ်။ဆိုတော့ဒီ theory ကဘာလဲဆိုရင် Avenger Doomsday မှာ Thor ကတေသွားမှာလား။ဒါမှမဟုတ် sacrifice လုပ်အောင်မှာလားဆိုတဲ့ theory တစ်ပုဒ်ပေါ့နော်။ဆိုတော့ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးအောင်ချက်လောက်ကြည့်ပေးပါ။ like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်။ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်Thor ကို MCU ထဲမှာယခုအချိန်ကြီးနေရာတနေရာမှာထားလာရတာမတော်တဆတစ်ခုတော့မဟုတ် Phase 4နဲ့ Phase 5ကိုဆက်လောက်ပြန်ကြည့်လိုက်ဗျာ Marvel က Thor ကိုအရင်လိုအနိုင်မရနိုင်တဲ့နတ်ဖျားတယောက်ပုံစံတိတ်မပြတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ခွန်အားပိုင်းဆိုင်ရာမှာတဖြည်းဖြည်းအားနည်းလာတဲ့ character တယောက်အဖြစ်ပြောင်းလဲလာတာကိုဘာသာအလိုအမြင်နဲ့တွေ့ရမှာဖြစ်တယ်။ဘာလို့ဒီလိုပြောလဲ Level တန်တာကိုပဲတစ်ချက်လောက်ကြည့်လိုက်ဗျာLevel တန်တာမှာဆိုရင် तू ကအနိုင်ရရှိခဲ့တာဆိုတာမှန်ပေမဲ့ဒါပေမဲ့အဲ့ဒီအနိုင်ရရှိမှုကသူ့ရဲ့စိတ်ကိုခိုင်မာစေတယ်ထင်လား तू ဘု து ဆုံးရှုံးလိုက်ရတယ် तू ဘဝမှာပထမဦးဆုံးအချစ်ဖြစ်တဲ့ Jane ကိုဆုံးရှုံးလိုက်ရတယ်ဆိုတော့အဲ့ဒီအချက်တွေနဲ့ပတ်သက်ပြီးပဲဒီ Marvel fan တွေကဒီ theory တစ်ချက်ကိုစဉ်းစားလာမိတာပေါ့နော်ဒီ Avenger Doomsday မှာတော့ sacrifice လုပ်မယ်ဆိုတာဟုတ်ပဲ Thor ကအရာအားလုံးကို MCU ထဲမှာဆုံးရှုံးသွားပြီပါပြီဒီ Asgard, Heimdall, Odin သူ့ရဲ့မာရအစအကုန်လုံးဆုံးရှုံးသွားခဲ့ပြီပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဒီ Doomsday လို့ဒီအနေရဖြစ်လာနိုင်တယ်အနေရအကြီးမားတွေဖြစ်မဲ့ incursion တွေဖြစ်မဲ့ event တစ်ခုမှာ Thor ကအခြေအနေတစ်ခုထိအဆုံးထိရပ်တည်သွားမယ်ဆိုပြီးတော့ဒီ theory ကဖော်ပြလာတာပေါ့နော်သူကအနစ်နာခံမယ်ဆိုပြီးတော့ဒီ theory မှာလည်းဖော်ပြတာတယ်ဆိုတော့ဒီ fan theory တွေကလည်း Stormbreaker တော့ရဲ့ life force နဲ့ချိတ်ဆက်တဲ့ key တစ်ခုဖြစ်လာနိုင်တာပေါ့နော် multiverse ကိုစီးလုပ်တဲ့အချိန်အင်အားမလုံလောက်တဲ့အချိန်မျိုးဖြစ်လာခဲ့Avenger Doomsday မှာ Thor လို့ God နတ်ဖျားတယောက်ကဒီအသက်သူ့ရဲ့အသက်ကိုမဖြစ်မနေပေးရတော့မဲ့အခြေအနေတစ်ခုရောက်လာနိုင်တယ်ဆိုပြီးဒီ theory ကဖော်ပြတာပါတယ်ဆိုတော့ဒီသူ့ရဲ့အနစ်နာခံမှုကသူ့အတွက်အရှုံးကြီးမားတဲ့ဆုံးရှုံးမဟုတ်ပါဘူးသူ့ဘဝတစ်လျှောက်မေးလာခဲ့တယ်ငါဘာအတွက်အသက်ရှင်နေရလဲဆိုတော့မေးခွန်းတစ်ခုတော့အဖြေတစ်ခုသူ့ထုတ်ပေးလိုက်လို့ဖြစ်သွားပါတယ် universe တစ်ခုကိုကယ်ဖို့ကိုယ်တိုင်ပျောက်ကွယ်ရမယ်ဆိုရင် Thor က God ဖြစ်လို့တန်ဖိုးရှိတာမဟုတ်ပဲနဲ့နတ်ဖျားတယောက်ဖြစ်လို့တန်ဖိုးရှိတာမဟုတ်ပဲနဲ့သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုအတွက်နဲ့ကိုယ်တိုင်စွန့်လွတ်နိုင်လို့တန်ဖိုးရှိကြောင်တက်တိပြလိုက်နေဆိုတော့ဒီ theory မှာမြင်တွေ့ရတာပေါ့နော်ဆိုတော့ Marvel fan တော်တော်များများကလည်းဒီ theory ကိုမဖြစ်ချင်ကြဘူးတစ်ဖက်မှာတော့အញ្ញံ logical ဆန်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ MCU မှာဒီတက်တန်းကြာရှည်ပြီးဖြစ်တဲ့ Thor လို့ surviving hero တယောက်ကိုဒီအတိတ်ပဲမဲ့အဆုံးသက်ပေးမဲ့အစားပေါ့နော်ဒီ MCU မှာအမြဲတမ်းအမှတ်ရစေနေမဲ့နာမည်ကြီး sacrifice တစ်ခု Thor အတွက်လုံးဝကောင်းတဲ့အန်းင်းတစ်ခု Marvel fan တွေကတော်တော်လိုလာဖြစ်ချင်ကြတာပေါ့နော်ဒါပေမဲ့ Marvel fan တွေကဒီ theory ကိုမဖြစ်ချင်ကြတာများပါတယ်ဒါပေမဲ့ MCU ရဲ့အခုလက်ရှိလမ်းကြောင်းကိုကြည့်မယ်ဆိုရင်ဒီ theory နဲ့တော်တော်လေးကိုကိုက်ညီနေတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီ theory က Thor က Avenger Doomsday ရဲ့ final sacrifice လည်းဖြစ်သွားနိုင်တာပေါ့နော်ဆိုတော့ brother တို့အမြင်ရော Thor ကတည်တဲ့Thor တကယ်လို့တည်သွားခဲ့တယ်ဆိုတာသူ့ရဲ့အန်းနဲ့ဘယ်လိုမျိုးဖြစ်မလဲဒါကို brother တို့ comment မှာချက်လောက်ပြောပြတော့ပြီပါ brother တို့လိုချင်တဲ့ဗီဒီယိုရှိလဲကျွန်တော်ကို comment မှာမှတ်တော့ပြီပါကျွန်တော် brother ဖြစ်ချင်တဲ့ဗီဒီယိုကိုကျွန်တော်ရအောင်ဖန်တီးပေးပါမယ်ဆိုတော့ကျွန်တော်ကူညီပေးတဲ့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြပါရဆိုရင် like subscribe လေးပဲလုပ်ပေးပါကျွန်တော်အဲ့ဒါလေးပဲကူညီပေးပါဆိုတော့ကျွန်တော်ဗီဒီယိုတွေအများအားတင်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဘာမီ channel လေးကိုဒီခေါင်းလောင်းလေးလည်းနှိပ်ဖို့မမေ့တာပါနဲ့ဟောဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်